တယောက်တည်းနေတဲ့အောင်လေ့ကျင့်ပါလူဆိုတာမွေးလာကြတဲ့တယောက်တည်းပဲလေအဖော်ရဲ့လို့မှပါမလာတာဘဝရဲ့ခက်ခဲတွေဖြည့်ချင်းဖို့အနာမှာတိုင်ပင်မောရှိတဲ့နေဆိုတာကိုလက်ခံပါတယ်ဒါပေမဲ့တိုင်ပင်မောပေါ်မှာအပြေးဝမိကိုနေတာမျိုးတော့မဖြစ်သင့်ဘူးဒါကြောင့်တယောက်တည်းနေတဲ့အောင်လေ့ကျင့်ထားပါတယောက်တည်းနေတဲ့အောင်လေ့ကျင့်ဖို့အတွက်လေနံပါတ်1အနာမှာရှိတဲ့သူတွေပေါ်မှာအများကြီးမမိကိုနဲ့နံပါတ်2တန်ရောစင်တွေနဲနိုင်သမျှနဲအောင်နေနံပါတ်3မဖြစ်နိုင်တဲ့မျောလင်းချက်တွေအရင်မထားနဲ့နံပါတ်4လေးလာတင်ယူတင်တာတွေကိုလေးလာတင်ယူနေလိုက်နံပါတ်1အနာမှာရှိတဲ့သူတွေပေါ်မှာအများကြီးမမိကိုနဲ့ကိစ္စတစ်ခုခုကိုလုပ်တော့မယ်တစ်ခုခုကိုဆုံးဖြတ်တော့မယ်ဆိုရင်အနာမှာရှိတဲ့ယုံကြည်ရတဲ့သူတွေကိုတိုင်ပင်ဖို့အရင်ဆုံးတွေးဘူးကြတယ်မဟုတ်လားဘာလို့ဒီလိုတွေတွေးလိုက်တာလဲဆိုတာကိုရောကိုမေးကြည့်ဘူးလားဒါကတကယ်တော့ကိုယုံကြည်မှုမရှိတာကြောင့်ပဲဒါကြောင့်ကိုယုံကြည်မှုရှိဖို့လိုတယ်သူများကိုမိကိုပြီးရှင်သန်နေရတာပြောညံ့ရာရောက်ပါတယ်တခုခုကိုဆုံးဖြတ်ချက်ချတဲ့အခါတိုင်းကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုယ်ပိုင်အုံနောက်နဲ့လုံနိုင်ဖို့သာကြိုးစားစကားတွေအများကြီးပြောနေတာမျိုးကိုထိစကားတွေအများကြီးပြောတာကိုအားနဲ့ချက်ကိုပြောပြလိုက်တာနဲ့အတူတူပဲလေကိုအားနဲ့ချက်ကိုတခြားသူတွေတီးသွားတော့ကူညီဖို့တက်လောင်ပြောင်မဲ့သူကပိုးများနေတတ်တယ်ဒါကြောင့်ရင်ဖွင့်မဲ့စာတခြင်းတွေကိုအော်ဆိုလိုက်တယောက်တည်းဆုံးဖြတ်နိုင်အောင်သာကြိုးစားလိုက်နံပါတ်1တန်ရောတင်နေနေနိုင်သမျှနေအောင်နေတယောက်ပေါ်တယောက်တန်ရောတင်ထားတယ်ဆိုတာကောင်းတဲ့အကျင့်တစ်ခုပါဒါပေမဲ့လူအားထပ်ပို့ပြီးဆွဲလန်းတဲ့အထိတန်ရောတင်ထားတာတော့မဖြစ်သင့်ဘူးလေမင်းနာမှာအမြဲတမ်းရှိနေပေးဖို့အတွက်ဘယ်သူမှတာဝန်ရှိမနေဘူးလေယဉ်နီးကြတယ်ခင်မင်ကြတယ်တန်ရောတင်နေရှိခဲ့ကြတယ်ဒီသားစုတာဝန်တွေအလုတာဝန်တွေယာရုတာဝန်တွေနဲ့စသဖြင့်မခွဲခြင်းပေမဲ့အကြောင်းမျိုးမျိုးကြောင့်ဝေးကွာကြရတာတွေရှိတယ်တငယ်ချင်းချင်းချစ်ကြတယ်ညီမတွေလိုခင်ကြတယ်ညီကိုတွေလိုပေါင်းသင်းကြတယ်မောင်နှမတွေလိုယဉ်နီးကြတယ်ဒါပေမဲ့ဘယ်လောက်ပဲခင်ဘယ်လောက်ပဲချစ်တနေ့တော့ခွဲကြရမှာပဲတန်ရောတင်ဆိုတာမထားရတဲ့အခါပူလောင်ရတယ်ဒါကြောင့်ခွဲခွာခြင်းရောက်လို့ခွဲခွာရတဲ့အခါနားလဲပေးနိုင်ဖို့လိုတယ်ငါသူ့ကိုခင်လို့သူနဲ့ငါယဉ်နီးလို့ဆိုပြီးတန်ရောတင်တွဲနေလို့မရဘူးလေလူတိုင်းမှာဘဝတက်လန်းဆိုတာရှိနေတဲ့အတွက်သူ့ရဲ့ဘဝတက်လန်းအတွက်ခွဲခွာသေးရင်ခွဲခွာရမယ်တန်ရောတင်ရှိရင်နောက်တစ်ချိန်ကျပြန်ဆုံကြမှာပဲဒီလိုမဟုတ်ဘဲခွဲခွာရမယ့်အချိန်မှာတန်ရောတင်နေကြီးတဲ့သူဟာပိုပြီးနာကျင်ရတတ်တယ်ပိုပြီးခံစားရတတ်တယ်ဒါကြောင့်မလိုအပ်တဲ့တန်ရောတင်တွေကိုနဲနိုင်သမျှနဲအောင်နေတာအကောင်းဆုံးပဲမဟုတ်ဘူးလားနံပါတ်3မဖြစ်နိုင်တဲ့မျောလင်းချက်တွေအများကြီးမထားမိသေးနဲ့ရီမန်းချက်နဲ့မျောလင်းချက်ဆိုတာရှိတာကောင်းပါတယ်တစ်ချက်ဒါပေမဲ့တခြားသူတွေကလိုအားထပ်ပိုပြီးမျောလင်းရတာပိုပြီးပင်ပန်းတာပေါ့ကိုကဘာလို့ခြင်းနဲ့ညာလို့ခြင်းနဲ့ဆိုတဲ့မျောလင်းချက်နဲ့ပူသားနေတာမျိုးတောင်းခံနေတာမျိုးကတခြားသူကိုလည်းအခက်အခဲဖြစ်စေတယ်မျောလင်းချက်ကြီးနဲ့စောင့်နေရတဲ့သူမှလည်းပိုပြီးပူလောင်ရတတ်တယ်စိတ်တွေပိုပြီးလေလံရတယ်ဒီလိုလုပ်တာကိုယ်စိတ်ကိုနှိပ်စက်ရရောက်ပါတယ်ကိုယ်စိတ်ကိုပင်ပန်းစေတယ်ဒါကြောင့်တစ်ခါတလေမှာတော့ဘဝမှာမျောလင်းချက်နေပါတာကလည်းကိုယ့်ရဲ့စိတ်ကိုပေါ်ပါလွတ်လပ်စေတယ်ဘာပဲဖြစ်ဖြစ်အကောင်းမြင်သိတဲ့ရှင်သန်မှာမဖြစ်နိုင်တဲ့အရာတွေပေါ်မှာအရင်မျောလင်းပြီးစိတ်ပင်ပန်းနေရင်ကိုယ်ပဲစိတ်ဒုက္ခရောက်တာပဲဖတ်တင်တော့မှာပေါ့နံပါတ်4လေးလာတင်ယူတဲ့အရာတွေကိုလေးလာတင်ယူပါတယောက်တည်းနေတဲ့ဘဝအချိန်ကိုကြိုးရှိအသုံးချနေဖို့လိုတယ်လူဆိုတာအားလုံးရဲ့စိတ်ကဟိုရောက်ဒီရောက်နေကနာမငြိမ်ဖြစ်နေတတ်တယ်တွေးကျင်ရာတွေရှောက်တွေးနေတတ်တယ်ဒါကြောင့်မလိုအပ်တဲ့နေရာတွေမှာကိုယ့်ရဲ့အတွေးတွေရောက်မသွားသေးဖို့အတွက်အားလက်ချိန်တွေမှာစာဖတ်ပါလေးလာတဲ့အရာတွေကိုလေးလာပါကွန်ပျူတာပညာရပ်တွေဆိုင်ကယ်အကြောင်းကားအကြောင်းဘာပဲဖြစ်ဖြစ်ကိုယ်စိတ်ဝင်စားတာတစ်ခုကိုလေးလာနေတဲ့အခါကိုယ့်ရဲ့စိတ်ဟာတည်ငြိမ်ပြီးကိုယ်လည်းအသိပညာတစ်ခုတိုးလာတာပေါ့ပညာရပ်တိုင်းဟာကိုယ့်ဘဝရဲ့တကွေးမဟုတ်တကွေးမှာတော့တေချာပေါအသုံးကျကိုကြာလာလိမ့်မယ်ဒါကြောင့်အကျိုးမရှိစိတ်လေးနေတာတွေကိုကာကွယ်နိုင်ဖို့ကိုယ့်ရဲ့စိတ်ကိုပူပင်ကင်းကင်းနဲ့အေးချမ်းနေစေဖို့အတွက်စာဖတ်နေတာတခုခုကိုလေးလာနေတာမျိုးဟာလုပ်ကိုလုပ်တဲ့နေမို့လားဒါတွေကတော့တယောက်တည်းဖြစ်နေတဲ့အချိန်မှာလုပ်တဲ့အရာလေးခုကိုပြောပြပေးခဲ့တာပါနောက်ရက်ဒီမှာလည်းပုံမကောင်းမွန်တဲ့ဗီဒီယိုလေးတွေပိုပြီးအကျိုးရှိသေးမဲ့ဗီဒီယိုလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အဖိုးရဲ့ channel လေးဖြစ်ဖြစ် Facebook page လေးကိုပဲဖြစ်ဖြစ် follow နဲ့ subscribe လုပ်သွားခဲ့ကြဖို့မမေ့ကြနဲ့နော်